မတော်မူကြပါသားရှင်ခုနှစ်2025အောက်တိုဘာလ12ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျမကတော့မြတ်သူကိုပါဘင်္ဂလားပင်လယ်အော်ရှင်းမြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ္ပတိပင်လယ်ပင်နဲ့ချမ်ပင်လားပင်လယ်အော်တို့တွင်မုတ်တုံတွေအားနည်းနေပါတယ်ဒီနေ့ညနေထိမိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့မကွေးရိုက်ဒေသကြီးကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြားနေပြီးတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်နဲ့စက်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရွာရဲနှုတ်ပေးဖြစ်ပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတစ်တစ်ရှိနေကလှိုင်းမြင်မှာတော့၄ပေမှ6ပေခန့်ရှိနိုင်ပါတယ်လက်ပြတ်အတွက်မိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာထစ်ချိုးမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်ရှင်